ကျွန်တော်နာမည် AK ပါအခုဆိုအသက်20ရှိပါပြီဖြစ်စဉ်ကတော့ကျွန်တော်9နှစ်သားကပါဒီဖြစ်စဉ်ကကျွန်တော်အဖြစ်နဲ့ကျွန်တော်အဖွာအကြောင်းပါကျွန်တော်အဖွာကနာမည်ကြီးတက္ကသိုလ်တစ်ခုမှာပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေသူပါကျွန်တော်အမေကစီးပွားရေးလုပ်ငန်းရှင်တစ်ခုဖြစ်ပြီးကျွန်တော်အဖေကတော့ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ကိုင်နေသူပါဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာတော့ကျွန်တော်အမေကနိုင်ငံသားကို3ရက်ကြာစီးပွားရေးခရီးထွက်ထားပြီးကျွန်တော်အဖေကလည်းငှားနေနောက်ကျမှအိမ်ပြန်လေးရှိသူပါဒါကြောင့်အခန်း9ထပ်ပါတယ်ကျွန်တော်အိမ်မှာအဖွားနဲ့ကျွန်တော်2ယောက်တည်းရှိနေခဲ့ပါတယ်ညနေခင်းတစ်ချိန်မှာအဖွားကကောလိပ်ကနေပြန်လာရင်လက်ထဲမှာငါးဟင်းကအကြီးကြီးတစ်ကောင်ကိုယူလာခဲ့ပါတယ်ဒါကကျွန်တော်အရင်ကြိုက်တဲ့ငါးမျိုးဆိုတော့ကျွန်တော်အရင်စိတ်လှုပ်ရှားသွားမိပါတယ်ဒါပေမဲ့အဖွားမျက်နှာကတော့စိုးရင်ပူပန်နေတယ်လို့ထင်ရပါတယ်ကျွန်တော်ကဘာဖြစ်တာလဲလို့မေးကြည့်တော့မှအဖွားကညနေချင်းရှိပြီဆိုပြီးပရင်းပေါက်တွေနဲ့လှီကားထက်ပေါ်ကတကားကိုပိတ်ဖို့ပြောလိုက်ပါတယ်တနင်္လာရီလောက်ကြာတဲ့အခါမိဖိုးကြောင့်ကနေငားကြော်နံရလာပါတယ်ကျွန်တော်ပျော်ပျော်ကြီးနဲ့ပြေးသွားကြည့်တော့အဖွားကကျွန်တော်ကိုပြုံးပြနေပါတယ်ကျွန်တော်တို့စကားပြောနေခိုင်းမှာပဲအဖွားကသူ့ဘဲမှာပဲရပ်နေလားဆိုတော့ငားတွေကိုကျွန်တော်မယူဘူးဆိုလားအဖွားထိပါတယ်အဖွားကဘာမှမပြောပေမဲ့ထူးဆန်းတဲ့အရာကဆက်ဖြစ်နေပါသေးတယ်ပကံကိုကြည့်လိုက်တိုင်းငားတွေထပ်ပြီးပျောက်ကုန်တာပါပဲအဖွားကဘာဆက်ဖြစ်မဲဆိုတာစောင့်ကြည့်နေလိုက်ပါတယ်နောက်ဖြစ်ခဲ့တဲ့အရာကတော့ကျွန်တော်ကိုယနေ့ထိတိုင်ကြောင်းလန့်တုန်လို့စီတဲ့အရာပါအရန်ကိုမဲနှံ့ပြီးရွမ်းစရာကောင်းတဲ့အမွှေးအောင်နှုံနှက်နေတဲ့လက်တစ်ချောင်းဟာမိဖို့ကြောင့်ကပရင်းပေါက်ကနေထိုးထွက်လာပြီးငါးတုံးကိုကောက်ယူသွားပါတယ်အဖွားကချက်ချင်းပဲစုတောင်းတွေရွတ်ပြီးကျွန်တော်ကိုထွက်ပြေးဖို့អော်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ကတကူလုံးချက်ချင်းရပ်သွားသလိုကြောက်လန့်နေမိပါတယ်မျက်ရည်တွေကကျွန်တော်မျက်နှာပေါ်စီးကျလာပါတယ်ငါထပ်မှနေထိုင်တဲ့အတွက်ဒီလက်ဟာလူသားတဦးရဲ့လက်မဟုတ်ဘူးဆိုတာကျွန်တော်သိလာပါတယ်ကျွန်တော်မှအသက်ရှူရခက်ခဲလာပြီးတစုံတစ်ခုကလေခေါင်းကိုညှစ်နေသလိုခံစားလာပါတယ်အဖွားကအဲ့ဒီမဲနှံ့တဲ့အရာစီကိုအော်ဟစ်ပြီးဘာလို့ကျင်တာလဲလို့မေးလိုက်ပါတယ်အဲ့ဒီမဲနှံ့တဲ့လက်ဟာငါးကိုညွန်ပြနေပါတယ်အဖွားကငါးတုံးကိုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့လိုချင်တာကိုပေးလိုက်ရင်နောက်ဆုံးသူကပဲလွတ်မှာမဟုတ်ဘူးဆိုတာလေအဖွားသိပါတယ်ဒါကြောင့်အဖွားကငါးကင်ထားတဲ့လက်နာကိုချင်းကပ်သွားပြီးငါးကိုပေးမိအစားဟင်းချက်တဲ့ဇွန်းနဲ့အဲ့ဒီအရာရဲ့လက်ကိုမိရှုလိုက်ပါတယ်လူအတန်မဟုတ်တဲ့အော်တန်ကျဲကြီးလက်ထက်နဲ့အဲ့ဒီလက်ကပရင်းပေါက်ကနေပြန်ထုတ်ပြီးသွားပါတယ်အဖွားကဆူတောင်းနေရွတ်ပြီးပရင်းပေါက်ကိုပိတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်သီးလိပ်သွားပါတယ်ကျွန်တော်နိုးလာတဲ့အခါမှာဆေးရုံမှာရောက်နေပါတယ်ကျွန်တော်အမေကနိုင်ငံခြားကိုအမြန်ပြန်လာခဲ့ပါတယ်သူမပြောတာကကျွန်တော်သတိလိပ်တာနဲ့ကျွန်တော်မှဖျားနာတွေဆော့ဖီလာပြီးတုံရီနေပြီးပန်းပေါက်ကအမြုပ်ထွက်လာခဲ့တယ်အဖွားကအင်းကြီးချင်းတွေကိုခေါ်ပြီးကျွန်တော်ကိုဆေးရုံပို့ခဲ့ပါတယ်ဆရာဝန်တွေကကျွန်တော်အဖျားကြောက်ဖို့ခုခံခက်ခဲနေခဲ့ပါတယ်ကျွန်တော်ဟာ3ရက်တန်တိုင်တတိလိပ်နေခဲ့ပါတယ်ကျေးဇူးတင်ကြကောင်းကကျွန်တော်ပလန်နာလန်ထူခဲ့ပေမဲ့အဲ့ဒီဖြစ်စဉ်ကတော့ယနေ့ထိမမေ့နိုင်အောင်ပါမယ်